မင်္ဂလာပါဒီနေ့တော့ AFF အမျိုးသမီးချန်ပီယံလိခြေစစ်ပွဲရဲ့အရေးကြီးတဲ့ပွဲစဉ်တစ်ခုကိုပြသပေးမှာပါဒီပွဲစဉ်ကမြန်မာနိုင်ငံကိုကိုစားပြုတဲ့ AYD FC အမျိုးသမီးအသင်းနဲ့စင်ကာပူကဖခဂျရွန်အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပွဲစဉ်ရဲ့33မိနစ်48စက္ကန့်မှာ AYD အသင်းရဲ့ဥဆောင်ကိုစတင်ရရှိသွားပါတယ်ဂိုးကိုရိုက်ခဲဆဲကတွင်းယူပေးခဲ့တာပါဒီဂိုးကပွဲစဉ်ရဲ့ပထမဥဆောင်ကိုဖြစ်ပြီး AYD အသင်းကိုတကိုးတီနဲ့ဥဆောင်သွားစေပါတယ်ဗီဒီယိုထဲမှာကစားသမားတဦးကဘောလုံးကိုတွင်းသိမ်းရှိနေတာကိုတွေ့ရပါတယ်ဒါက AFF အမျိုးသမီးချန်ပီယံလိခြေစစ်ပွဲရဲ့အရေးကြီးတဲ့ဂိုးတစ်လုံးပါ AYD အသင်းအတွက်ဒီဂိုးကအရေးကြီးပါတယ် AFF အမျိုးသမီးချန်ပီယံလိ2026-2029ရာသီမှာခြေစစ်ပွဲတွေကအလွန်ပြိုင်ဆိုင်မှုမြင့်မားပါတယ်AYD အသင်းကမြန်မာနိုင်ငံကိုကိုစားပြုပြီးနိုင်ငံတကာပြိုင်ပွဲမှာရှင်ပြိုင်နေတာကိုမြန်မာပရိသတ်တွေအားလုံးဝမ်းမြောက်ရပါတယ်ဗီဒီယိုထဲမှာဘောလုံးကွင်းရဲ့ပြင်ပအခြေအနေနဲ့ကစားသမားတွေရဲ့တခွင်ရွေရှားမှုတွေကိုတွေ့ရပါတယ်ပွဲစဉ်တစ်ခုလုံးမှာ AYD အသင်းကအကောင်းဆုံးကစားနိုင်မယ်လို့မျှော်လင့်ပါတယ်အမျိုးသမီးဘောလုံးပွဲစဉ်တွေမှာမြန်မာအသင်းတွေရဲ့စွမ်းဆောင်ရည်ကပိုပြီးကောင်းလာနေပါတယ်ဒါကမြန်မာဘောလုံးအတွက်အချိန်ကောင်းတစ်ခုပါAYD အသင်းကိုအားပေးကြပါ